တူတူပဲလေတစ်စိတူတူပဲတဲ့ဒီဒါလည်းဒီမှာဒါမယူဆိုတော့နင်ပေးတဲ့လူနင်ပြီးတော့နေယူတာပေါ့မသိဘူးလို့လား ဒီပါယူတာသိတယ်ငါရက်ဆိုယူအောင်ပါသိတယ်ငါရက်ဆိုယူအောင်ပါဒီမှာအခုနာမည်နဲ့လေဒီလိပ်စာပေးထားအခုကဒီလိပ်စာပေးထားလားတခုမှဘယ်သူမှမပြီးဘူးဟုတ်လားအဲ့တော့သိတယ်ရောဒီပေါ်သူသိနေပြီပေါ့အဲ့တော့သိတယ်ရောသူမွေးနေရတယ်ဟုတ်တယ်မှန်တယ်ဒီပေါ်ပဲလာတယ်မှာဟုတ်လားဟုတ်တယ်မှန်တယ်ဘယ်ပါလာနဲ့အကူကြိုက်တဲ့ຢာတောင်ပါရဲ့တော့ကျွန်တော်မသိဘူးဘယ်သူလဲရလားဘူးမှလည်းမပြောဘူးကျွန်တော်ကြောင်းတယ်ဘယ်သူမှမသိဘူးဟုတ်လားသိရလို့ကြောက်ရှိလို့နေမှာအတိတူလေးကြိုက်တာတော့ဘီယာပါလားပါတယ်ဟာလားဘလက်အာဘီယာမကြီးခေါ်တာလေလောငါမငါပြောတာမှန်တယ်နော်မင်းကဘာလို့ရိုက်ရအောင်မင်းဘာလို့မဟုတ်ရိုက်ရမယ်ရိုက်ရအောင်ကားတူလေးရိုက်ရအောင်မရလို့ရမှာဟောရိုက်တော့ပါသူကရိုက်ပြီးယူသွားမှာလေရိုက်ပြီးနေသွားမှာလေယူရမယ်နော်ယူရစကားဘယ်လိုလုံးလို့မင်းဒီဟာစကားဘယ်လိုလုံးလို့မင်းမင်းလိုက်တာလေအမတကားလေးပါသလားမရမယ်အမေတို့ညနာမှာတက်ကြတယ်မှာမမေအဲ့ဆိုမမေဆိုလက်ခံပါလားကိုမကောင်းဘူးဟာဟောမေတော့မေလက်မခံလို့နော်ငါပေးတယ်လူအားနာကြတယ်အာနာမခံလို့တော့မရဘူးလက်မခံလို့မရဘူးမေတမိဒီမှာအကြာကြီးဆောင်တာတနားလောက်ရှိနေဘာလို့ပဲပြန်ယူပါမယူဘူးပေးရတယ်သိအောင်ပြောတယ်ဘူးပေးရတယ်နာမည်မပါဘူးတော့အမှားစကားတော့ပါတယ်သူကလေအကိုညီမပစ္စည်းရှင်သွားယူလိုက်မယ်အကိုကြည့်ကြည့်လိုက်ပစ္စည်းကြည့်ရင်တိမလားမတိဘူးဆိုရင်အမစကားပြောပြီအမစကားပြောမယ်အမစကားပြောလို့မှသူ့ကိုမတိဘူး तू ကအကောက်မလေးပါဘူးတိတာအဲ့ဆိုတော့မတက်နိုင်ဘူးလေပြန်ယူသွားမယ်အဆင်ပြေလားပြေးတယ်အေးဒီလိုကဖုန်းတော့မြင်လေရတယ်လို့တော့အားဟာလေးပြေးသွားအဲ့ဒီလေးတွေဝဲတူတရီကြည့်လို့ရပြီဟုတ်လားဒီမှာအဲ့ဒါတော့အဲ့ဒါလက်ခံမလားပါတယ်ဒီအရင်လက်ခံလိုက်အစီကဒီလက်ခံလိုက်ပြီတော့ပြေးတော့ငါတော့မစွဲဘူးဒီမှာကိုဒီမှာတက်လက်ပေါင်းနောက်ခုပါလဲလို့ဘီယာဆိုတော့ဘီယာဆိုတော့လက်ခံတယ်ဘူးကိုပို့လားအဘိုင်းတော့ဝေးရတော့ရဘူးမသိလို့ယူလားရက်တော့ငါယူလာမလားပြောအမအဲ့ဒီရောပါအမွေးနေကြရောပါပြေးကြောမယ်တဲ့ငါတို့ဆိုတော့ကျွန်တော်မင်းမဟုတ်ဘူးဘာကျွန်တော်အဲ့ဒီအမလက်ခံပြီးလို့အဆင်ပြေလားငါတို့ဆိုတော့ကျွန်တော်မင်းမဟုတ်ဘူးအဲ့ဘာလို့မလို့ရောရကွာအကိုပဲရက်တကြလက်ခံပြီးတော့ရက်ပဲလက်ခံမဲ့ဒါတွေပြန်ယူသွားတော့ဒါတွေပဲထားရတော့ကြားလားဟိုငါတို့ဆိုတော့ကျွန်တော်မင်းမဟုတ်ဘူးအမဒီနာခဏလာပြီးလို့ရလားပြေးမယ်နော်ပြေးဆိုကိုယ့်ဘာပြီးကြနော်ပြေးဆိုငါလည်းပြေးရမှာနော်ပို့လိုက်တဲ့လူကတော့နာမည်တော့မပါဘူးဟုတ်ကိုဝေရန်လို့တော့ပြောရပဲယောက်ျားလားမင်းလားသူ့လူကန်းသိမှာငါမပြောငါလိုက်တဲ့ရှာငါမင်းဒါမှရှောင်းမရှိပါဘူးဒီကတော့လာပို့အေးဟုတ်တယ်ဒီကတော့ကားလည်းလာပြီးတော့ငါတူပါပြောလိုက်ပဲမေးသူရဲ့ဟိုတေချာတော့သူပေးတာကိုလေကရုံးဆိုတော့သူပေးတာကျွန်တော်လေကရုံးမကြိုက်မှသူသိတယ်ဟုတ်လားအဲ့ကြောင့်အဲ့ဆိုရင်ဘယ်သူကျန်တဲ့လူတော့မဟုတ်ဘူးကိုဝေရန်လို့ခေါ်ရလူရှိလားကိုရဲကတငယ်ချင်းတွေကိုရဲမခေါ်တာပဲလေဟုတ်လားဟောအဲ့ဆိုဘယ်လိုလုပ်မှာပြန်ယူတော့ဒါထားခဲ့အဲ့လိုဒီနေ့ခုထားခဲ့မယ်ဒီကပြန်ယူရမယ်အဆင်ပြေလားအမအဲ့လိုဒါကြီးယူပါလေဒီကမွေးနေ့ကိတ်လို့ပြောတာဟာယူမယူတော့အကုန်လုံးထားလိုက်ပါလေဟမ်ကိုအဲ့ဆိုဘယ်ကပြန်ယူရမလဲဒီနှစ်ခုထားခဲ့ဒီကဖွင့်ကြည့်ပါဘာကြီးတော့လားဘာမဖြစ်လေဟာကြည့်ကြည့်ယူမယူတော့အဲ့ဒါကလည်းမသားမွေးနေ့ကိတ်ဒါကြီးမယူတာပို့ပြီးမှာပဲကျန်တဲ့အိမ်မယူဒီနှစ်ခုယူမယ်ဒီနှစ်ခုယူမယ်အဲ့နှစ်ခုကြမိမလက်ခံလားဟုတ်အဲ့နှစ်ခုယူဟုတ်ဟိုဒီတစ်ခုကကျွန်တော်ပေါင်းသိနေတယ်ပါဒီကောင်ကျတော့ကျွန်တော်လည်းမဆိုင်တော့ဘူးကြာတရားတစ်ခုကကျွန်တော်မိမမဟုတ်ဟိုကလေကျွန်တော်လေကလုံးမွေးဖို့တူတူပဲလေတစ်စိတူတူပဲတဲ့ဒီဒါလည်းဒီမှာဒါမယူဆိုတော့နင်ပေးတဲ့လူနင်ပြီးတော့နေယူတာပေါ့မသိဘူးလို့လားဒီပါယူတာသိတယ်ငါရက်ဆိုယူအောင်လားလဲတော့လဲကျွန်တော်ဝေတော့ဆိုင်ယူကြောက်တယ်ကျွန်တော်တယ်ရဲအဲ့ဒါဘယ်လိုလုပ်မှာကိုဘယ်လိုလုပ်မှာသူကစကားလေးတော့ပြောလိုက်ပြီးဒါပေမဲ့လူတွေကလည်းရှိရဲဟိုအမျိုးသမီးလည်းရှိတော့ဖက်စားမဖက်ရတယ်ဖက်ရတာကိုဖက်လို့ရလားဘာဖြစ်မင်းပါတော့သူသားသမီးနဲ့ရတာမ
ရတယ်ဖမ်းလို့ဘာမှဆောမရှိဘူး အဲ့ဒါပြေးဖို့ပြင်လာတော့ရုပ်တွေ မလို့ပါဘူး မလို့လားအဲ့ဒါဖတ်လိုက်မယ်နော် ဖမ်းလိုက် Happy birthday ပါကိုဝေရန်ရေးတဲ့အဲ့လိုပြောဝင်းနေမစားရေးတဲ့နောက်နှစ်ပေါင်းများစွာတဲ့စိတ်ချမ်းသာကိုကျမ်းမာစွာဖြစ်တဲ့ရက်တည်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်တဲ့ငါမျက်စာရဖြစ်နေပြီအဲ့တော့ဘယ်လို ကျွန်တော်ဦးလေးနဲ့ကျွန်တော်ပြစ်တာ မသိလို့ ပြေးဖို့နေရပြေးဖို့နေရပဲလို့ပြော ဟုတ်လားအခုပြရမယ်ဆိုရင်မျိုးမျက်စာပြလာအောင်တူတူပြရအောင်နော် ဆိုင်တော့မဆိုင်ဘူးကြာကြီးတဲ့ ဟုတ်လား ဆုံးလာတော့ ပြီးတော့ မချင်းတော့ခဏနေရော အရက်ပြားတွေလည်းတဲ့ရှော့တောက်ပါတဲ့ကျမရေအတွက်ပြောတာပါနော်တဲ့အပြင်ကားတဲ့အပျော်ပါးတွေကိုလည်းတဲ့တက်နိုင်တဲ့လောက်လေးရှော့ပေးပါရင်းချက်ချိန်တန်ပြီးမိုးတဲ့တင်းငိမ်ပြီးတော့ရင်းချက်စွာနဲ့နေဖို့အချိန်ရောက်ပါပြီတဲ့ ပညာပေးတာပေါ့လားတောင်းတယ်ပညာပေးကျင်းတော့တယ်အောင်မင်းကတော့ ဟမ်မင်းဆရာမလားမင်း အော်သူကအကိုမိန်းမရှိရလေးတည်းရရှင်နဲ့အဖေအမေအပေါ်နဲ့တဲ့မိန်းမအပေါ်မှာလည်းစိတ်တူတာလေးတွေရှော့ပေးပါနော်တဲ့ လုံးမပညာပေးတာ ဟုတ်တယ်ရီမန်းချက်တွေအောင်မြင်ပြီးတော့တဲ့ဆုတောင်းနိုင်ပြည့်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့် ကျင်းတော့မိမပေါ့ မိန်းကလေးပေါ့အဲ့တော့ပြောရမယ် တော့ရှောင်းမရှိပါဘူးအဲ့ဒါဆိုတော့ ဘာမှမပေါ့ချစ်တယ်ရပွားရင်ပေါ့ အေးမပါဘူးငါလက်ခံမမျိုး ငါလည်းကပဲ တော့လက်ခံနေတော့အဲ့နဲ့ဘယ်လို ဟဲအဲ့တော့ ဒီတွင်း အဲ့တော့ဘယ်လိုလုပ်ပြအောင် တကယ်ချင်းပေါင်းသိနေပါ မတည်ဘူး မင်းပါရှိတာ အဲ့ဒီမောင်းနေတယ်နေမှာပေါ့ ငါလည်းမင်းပါရှိတာလည်းသိတာ တား2ယောက်လားပပါရီတော့အကိုရဲ့မိန်းမနဲ့တားများကိုလည်းဒီထက်မကပို့ပြီးတော့ဂယူးဆိုင်ပေးပါတဲ့ဒီလေရုံးနဲ့ဒီဆက်နေကြောင်ကျွန်တော်မင်းမဟုတ်အဲ့ကြောင်မယူ မယူအဖေမယူတဲ့ ယူမယူမင်း အားဆောင်နေမင်းပါဆိုရင် မင်းမစနေယူပဲ မင်းဒီဟုတ်လား ဒီမှာစကားမှာဘယ်သူလဲဆိုတာပါမလို့ဟာမင်းကနားတော်မင်း ပြီးသွားပြီ ဆိုင်လား ပြီးသွားပြီရှင်းနေတော့ကအဲ့ဒါတော့ပြီးသွားပြီ ကျောင်းမရှိပါဘူးရှင်းဆိုလို့ရှင်တော့သူ့တပညာပေးတာလေကိုယ်ဘယ်နဲ့လာခဲ့ပါချင်းရင်လို့တွေ့ရင်လို့ပြောရမှာ ဟုတ်တယ်နဲ့ မင်းမနဲ့ခလို့ရှိတာလည်း သိတယ်ဟုတ်တယ် တိတယ်သာသာရှောင်း သူဘက်ကချင်းနေချင်းမှာပေါ့ကိုဘက်ကမချစ်ပြီးတော့ဒီနော် သိတယ်ရေးထားတာ မရှိပါဘူး အဲ့ဒါဘာပြောမလဲကို ကလာမို့ပဲပြော မပြောတော့ Happy birthday ပါ Happy birthday ပါယောက်ျားကြီးလို့ပြောတယ် ရဲ့ဘဝမှာကျွန်တော်ရွေးထားတဲ့ဇနီးလောင်လေးပါဗျာရုံမချောဥစ္စာမပေါ်လေစိတ်ထားကောင်းလို့သူကလာတာ ရုပ်တည်နေတော့တော့ပြော ကျဲကြောင်နေကျဲကြောင်နေ အဲ့ရမသူကြဲခေါ်တာ ဘယ်လိုလုံးနေတယ်မအောင်ကြတယ်ပြောတော့လွယ်တော့မဟုတ် ကျဲကြောင်နေပါလား ကျောင်းအဲ့ရောလေကတော့ အဲ့ဟဲ့ဘယ်အဲ့ဘယ်တည်းကအခုတခါလောက်မှာ လုံးလိုက်ပါ အဲ့ဒါဘာပြောမလဲကိုအခုမျိုးသမီးနဲ့အခုမျိုးသမီးဘာပြောမလဲ ဟွာယူလိုက် ခဏလေးကိုခဏလေး ညပါလေပြော အညာမှလည်းပြောရမယ်ပြောလိုက်ပါဦးစိုးမှလားတဲ့စိုးမှလားတဲ့ ပြောတော့ကွာ စိုးမှလားတဲ့မစိုးနဲ့ရင်းချက်ချိန်တယ်မိတဲ့ ဆရာကြီးတော့ဖြစ် ဆရာကြီးအဲ့ဒါဘာပြောမအောင် မင်းပေးတာ ဒီသက်ဖို့ယူပါပဲ မင်းပြတ်တယ်တော့အဲ့ရမသူရှိတယ် ကြောက်ပါပါပြီလို့ မတဲ့ရုပ်ဘဖယ်ပေးလေ ပြောလာအောင်လေတခုခုအမတခုပြောလာအောင် ပြောတယ်တော့တားရအောင်ဘာမှတော့တော်ချင်တော့ မချားရအောင်မချားရအောင်ခဏတော့ ကြောက်ပြောလေတော့ဘာလဲဒီလိုဖြစ်တာဆိုင်ကိုမမကကိုတားနှစ်ကောင်လည်းတော်တော်ချစ်သွားမယ်လို့ ကိုမိန်းကကြမိန်းမာတဲ့တားကြနှကောင်းနဲ့ချစ်လာမြင်လာမှတမတိတာရယ်နော်သူ့မိန်းကကြဘူးချစ်တယ်ရဲ့